အားလုံးပဲမင်္ဂလာပါ90 minute we track channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ game week 33ကတော့တပည့် game week ကစားရတဲ့၄သိန်းရှိတာကြောင့်ဂျာကြီးတော်တော်များများ ban boost ကိုသုံးခဲ့ကြပါပါဒီထဲမှာကျွန်တော်လည်းပါဝင်ပါပဲအဲ့တော့ဘယ်နှမတ်ရနဲ့တစ်ချက်ကြည့်ပါမယ် game week 33ရဲ့ average အမှတ်ကတော့56မှတ်ပါကျွန်တော်အသင်းက63မှတ်ရခဲ့တာဆိုတော့တော်တော်လေးများတယ်ပဲပြောရပါမယ်ကိုသမား2ယောက်ဖြစ်တဲ့ရာရာနဲ့မာတီနက်2ယောက်ပေါင်း17မှတ်ပါနောက်တန်းမှာကတော့အစတွန်ဘီနာက DRC 1ယောက်ပဲအမှတ်နေခဲ့တာပါနောက်တန်း9ယောက်လုံးပေါင်းလိုက်ရင်တော့စုစုပေါင်း34မှတ်အထိရပါတယ်အာဆင်နယ်ကကီဝီရောကတော့73မှတ်အထိကိုရှာပေးခဲ့တာပါကွင်းထဲမှာကတော့အားလုံးတွေ့တဲ့အတိုင်းပါပဲကပတိန်ဆာကာအပါကိုမှစုစုပေါင်း26မှတ်ပဲရခဲ့တာပါကပတိန်ဆာကာကတော့2မှတ်ပဲရှာပေးခဲ့နိုင်ပါတယ်ရှေ့တန်းကတိုက်စစ်မှု3ယောက်ကတော့22မှတ်ပါကပတိန်သာရွေးချယ်မှုမှန်ခဲ့ရင်100ကျော်မယ်လို့တော့ထင်ပါတယ်ထားပါတော့နောက်ထပ်တစ်ပတ် game week 34ကိုတွားရအောင်ပါရှင်ဘက်တွေကပြောထားတဲ့အတိုင်းပဲ game week 34 free hit တောင်းပါပြီ game week 34မှာ plan မဲ့အသင်းတွေကတော့အားလုံးသိတဲ့အတိုင်းပါပဲ Arsenal, Man City, Aston Villa နဲ့ Crystal Palace လို့ဖြစ်ပါတယ်ဒီတော့ free hit တောင်းမဲ့ဒီဘက်မှာဘာတွေ view site တင်နေပြောပါမယ်ပထမဆုံးကတော့ formation idea ပါလွယ်လွယ်ပြောရရင်တော့ဂျာကြီးတို့ရဲ့အသင်းကစားကွက်ဖြစ်ပါတယ်3-4-3လား3-5-2လား4-3-3လားတေချာစဉ်းစားရမှာပါကျွန်တော်ကတော့ငကိုတဲက3-4-3 3-5-2တို့ကိုကစားရတာကြိုက်ပါတယ်အဓိကကတော့ဒီအပတ် plan game week မှာအသင်းတွေတော်တော်များများကိုပေါ်မယ်လို့ထင်လို့ပါဒါဆိုရင်တော့နောက်တန်းကစားသမားတွေအမှတ်ရဖို့တိတ်ပြီးတော့မျှော်လင့်လို့မရပါဘူးဒါကြောင့်နောက်တန်း defender တွေကို3ယောက်လောက်ပဲထားဖို့အကြံပြုပါတယ်ကျွန်တော်လည်းဒီတိုင်းပဲစောင့်ပါပါနောက်တစ်ခုကတော့ line information ပါဒါကတော့အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ဒီလိုမျိုး plan game week မှာကိုယ်အသင်းကသူများအသင်းတွေတဲ့အမှတ်သားခြင်းနဲ့ဆိုရင်တော့ line up တေချာပေါက်ပါနိုင်မဲ့ကစားသမားတွေကိုရွေးချယ်ပါဒါပေမဲ့လည်းယာစီကသိန်းကန်နေပြီဆိုတော့တချို့အသင်းတွေကနူငယ်ကစားသမားတွေဒါမှမဟုတ်ရင်အရန်ကစားသမားတွေကိုပွဲထွက်အသုံးပြုလာတာတွေ့ရပါတယ်ဒီတော့ဘယ်ကစားသမားကပွဲထွက်ပါနိုင်တယ်ဘယ်ကစားသမားကမပါနိုင်ဘူးဆိုတာကတော့တနိုင်နာနေတဲ့အထိတော့တည်င်းတွေကိုအသေးချာလေးစောင့်ကြည့်စေချင်ပါတယ်နောက်ဆုံးတစ်ခုကတော့ captain choice ပါအားလုံးသိတဲ့အတိုင်းပါပဲ captain ရွေးချယ်မှုမှားသွားရင်တော့အဲ့ဒီအသင်းကမြားတွေတော်တော်လေးနေရနေမှာပါဒီကြားထဲ free hit plan game week အပတ်တည်းဖြစ်နေတော့ differentiation နဲ့ဆရာသမားတွေနည်းနည်းတော့သတိထားကြပါဒီတော့နောက်တစ်ပိုင်းကိုဆက်သွားပါမယ်ဒီနို plan game week မှာခေါ်တဲ့ကစားသမားတွေဖြစ်ပါတယ်ခေါ်ရမယ်လို့တော့မရည်ရွယ်ပါဘူးကျွန်တော်အကြိုက်ကစားသမားတွေပါအခုထပ်ပြီးတွေ့ရမှာကတော့ကပတိန်ပါကျွန်တော်အကြိုက်ကပတိန်3ယောက်ကိုပြောပြပေးပါမယ်ပထမဆုံးကတော့လီဗာပူးရဲ့ဆာလက်ပါ FP ရဲ့ကင်းလည်းဖြစ်ပါတယ်တွေ့ရမယ့်အသင်းကလည်းစပါးဖြစ်နေပါတယ်ဒါအပြင်ကမှဒီပွဲမှာတည်တမတ်ရရင်တော့ပြီးများနီဖလားရပြီဖြစ်တဲ့လီဗာပူးအသင်းသားတွေကဒီပွဲကိုတေချာလေးအာရုံစိုက်ပြီးကံမယ်လို့တော့ထင်ပါတယ်ကျွန်တော်တို့ရဲ့သခင်ကြီးနဲ့အတက်ကင်ရတန်ကောင်းကောင်းလေးပြန်ရမယ်လို့တော့မျှော်နေပါတယ်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ရဲ့အချက်တော်ကြီးအီဆက်ပါတန်းဆင်းသွားပြီဖြစ်တဲ့အစ်ဆွနဲ့တွေ့ရမှာပါအရှိရပွဲတွေမှာ၄ဂိုး၅ဂိုးလောက်သွင်းခဲ့တဲ့နယူကာဆယ်တိုက်စစ်ကဒီအစ်ဆွနဲ့ပွဲမှာဘယ်လောက်ကိုရမလဲရင်ခုန်နေရပါပြီစောင့်ကြည့်နိုင်ကြပါအောင်
နောက်ဆုံးတစ်ယောက်ကတော့ဒီတစ်ပတ်မှာတော်တော်လေးသတင်းထွက်နေတဲ့ကွန်ဟာပါသတင်းထွက်တာတွေဘာတွေခဏထားလိုက်ရင်ဝုန်းနဲ့နစတာပွဲကတော်တော်လေးကြည်ကောင်းပါပါဒီတော့တိုက်ဆက်မှုကွန်ဟာလည်းအတက်ကင်ရတန်ကောင်းကောင်းလေးပြန်ရမယ်လို့တော့မျှော်လင့်ရပါတယ်ဒီတော့ဒီနိုဘလန့်ဂိမ်းဝီမှာဂျာအီတို့ရောဘသူ့ကိုကပတိန်ပေးမယ်စဉ်းစားထားပါသလဲကောမန့်မှာဝင်ရောက်ဆွေးနွေးကြပါအောင်ဒီနောက်မှာတော့လောလောဆယ်ကျွန်တော်အကြိုက်တွေ့နေတဲ့ popular တွေနဲ့ဖြစ်နေတဲ့ free hit 3 သင်းကိုဖော်ပြပေးလိုက်ရပါတယ်ဒီတော့ဖော်ပြပေးထားတဲ့ free hit 3 သင်းကိုကြည့်ပြီးသွားပြီလို့တော့ထင်ပါတယ်ကစားသမားတွေရွေးချယ်ခေါ်ယူမှုမှန်ကန်ကြပါစေယခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေကိုလည်းဆက်လက်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်လိုက်ရပါတယ် channel လေးကို subscribe မလုပ်ရသေးရင်လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်